မိုးရွာနေတဲ့ညနေခင်းတစ်ခုမှာမြို့ဟောင်းကကော်ဖီဆိုင်လေးတစ်ခုဟာအဝါရောင်အလင်းရောင်နွေးနွေးနဲ့တိတ်တိတ်လေးလင်းနေခဲ့တယ်။လမ်းပေါ်မှာမိုးရေတွေပြန်ဟပ်နေပြီးအချစ်တစ်ခုစတင်ဖို့မျက်နှာချင်းဆိုင်မထားသေးတဲ့နှလုံးသားနှစ်ခုကိုစောင့်ကြိုနေတာလိုပဲ။မေသက်ဟာကော်ဖီခွက်လေးကိုကင်ပြီးသတင်းပေါက်အပြင်ဘက်မိုးကိုကြည့်နေခဲ့တယ်။မိုးဆက်တွေသတင်းပေါက်ပေါ်တိတ်တိတ်လေးဆင်းသွားသလိုသူမရဲ့စိတ်လည်းအေးချမ်းစွာစီးဆင်းနေခဲ့တယ်။မမျှော်လင့်တဲ့တွေးဆမှုတစ်ခုရှိလာမယ်ဆိုတာသူမမသိသေးပါဘူး။အဲ့ဒီအချိန်မှာပဲကော်ဖီဆိုင်တွင်တစ်ဖက်ထောက်မှာအောင်သူဟာစာအုပ်ဖတ်နေခဲ့တယ်။မျက်နှာပေါ်မှာအလင်းရောင်နွေးနွေးလှမ်းကျနေပြီးတည်ငြိမ်အေးဆေးတဲ့သူ့ရဲ့အပြုအမူကလူတစ်ယောက်ရဲ့စိတ်ကိုတိတ်တိတ်လေးဆွဲဆောင်နေခဲ့တယ်။မေသက်မျက်လုံးမြှောက်လိုက်တဲ့ခဏမှာအောင်သူနဲ့မျက်လုံးချင်းစုံသွားခဲ့တယ်။စကားမပြောရသေးပေမဲ့အပြုံးသေးသေးတစ်ချက်ကနှလုံးသားနှစ်ခုကိုချိတ်ဆက်ပေးလိုက်တယ်။အဲ့ဒီခဏလေးကသူတို့အတွက်မမေ့နိုင်တဲ့အချိန်တစ်ခုဖြစ်သွားခဲ့တယ်။ညနေခင်းပြီးညဖြစ်လာတဲ့အခါမိုးထဲမှာထီးတစ်ချောင်းအောက်သူတို့နှစ်ယောက်အတူလမ်းလျှောက်နေကြတယ်။စကားနည်းနည်းပဲပြောခဲ့ပေမဲ့တူညီတဲ့ခြေလမ်းတွေကအချစ်တစ်ခုစတင်နေပြီဆိုတာကိုတိတ်တိတ်လေးပြောပြနေခဲ့တယ်။